ဒီနေ့ကရွာကိုသွားမှာဆိုတော့ရွာဘလော်လေးရိုက်ပါမယ်ရှင်အခုရန်ကုန်အင်ကနေပြီးတော့ဒီကားကနေစဆင်းလာပါပြီလမ်းထိပ်မှာကားလာကြုံမယ်ဆိုလို့ကားကိုထပ်ဆောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်ကနေပြီးဆင်းလာပါပြီရှင်ဒါကတော့လမ်းထိပ်မှာကားဆောင်နေဖြစ်ပါတယ်ဖြည်းဖြည်းရဒီနေ့ကားဆောင်နေပါလေကားပေါ်တက်တာတော့မရိုက်လိုက်ရပါဘူးထုတ်တင်နေဆိုတော့ရွာသွားမယ့်ကားကိုရောက်ပါပြီရွာရဲ့ view ကတော်တော်မိုက်ပါတယ်ရောက်ပါပြီရွာရောက်ချင်းတော့ဆိုင်ကယ်နဲ့သွားရတယ်ဆိုတော့မရိုက်လိုက်ရပါဘူးရောက်ချင်းတော့အောက်သွားကြည့်ပါရဲ့အဲ့တော့နေမဲ့အိမ်ကိုသွားနေရဖြစ်ပါရဲ့ခုချိန်တော့ဒီတဲ့အိမ်ကဆိုတော့နေရမယ့်အိမ်နေနေပါပြီအိုးမိုင်ဒီလားဝါစီနော်ဟိုကတော့ညင်ကြီးရအဲ့နော်အဲ့ချိန်မှာမိုးထရွာလို့အမြန်ပြေးလိုက်ရပါတယ်ကြံသွားကြည့်ရမိုးရွာနေပါပြီနေရာစကူရွာပြီဟုတ်ပါတော့အနောက်ကနေကျွန်တော်ဖေအကုန်လုံးရှင်းပြရတယ်။နှစ်ဘယ်နဲ့ရှိလဲ။ဘယ်နဲ့ရှိလဲ။တားဆက်အသက်ကြီးပါတယ်။တော့တက်ကြည့်မယ်။ဒါလေဟောင်းနေကြည့်လေရတော့ကျန်းနေပါလေ။ဟောဝါးတယ်။တက်လို့ရလား။တက်ပါမယ်နော်။မပြိုတော့ပါဘူး။ခဏနဲ့တက်ပလိုက်ကြတော့။ဟိုမှာရောတက်ပါမယ်။ဒါတော့ရေဦးစင်ပါနည်းတော့ကြောက်ပါဘူးဟုတ်တယ်ဒါကရေဦးစင်ပါဒါတော့ဖျားမှာဝေးဒါဖျားကမှာနောက်ကလေးတိုက်နေရတယ်ဟိုတပြားတွေတော့မှလှုပ်နေရတယ်ဒါအောက်ပြန်ဆေးပါမယ်ကြောက်ပါလေအားလေရောမအားလေလေးပါအသက်ကျွန်တော်ဆက်တော့ကြီးနေပါပြီဒီနေ့နေရတယ်ဒီကြီးတော့ဝင်လှီနဲ့နေရမယ်ကုန်းနဲ့နေရတယ်ဒီပါရွာမှာရောက်တော့အိတ်နေပါတယ်မိုးတွေကလည်းရွာနေပါတယ်ဒီမှာကြည့်ပါလေးတိုက်နေပါတယ်တခုခုပါပဲဒါပေမဲ့အေးချမ်းတာယာအေးမြပါတယ်အေးချမ်းတာယာဟိုမှာကြောက်နေတော့မဟုတ်ဘူး
အေးချမ်းသာရ ဦးစီရမီးကျစားရမှာခေါင်းပြအောင်ပဲဟာနေစီအောင် အဲ့နဲ့တော့ဟုတ်ပါငါတောက်ပြီခါဟဲ့ကောင်းလေး မယိုအေးစားရတယ် အေးချမ်းသာရတာအေးချမ်းသာရတာလွန်ပြီးတော့အခုဆိုလေးတွေမိုးတွေကအရင်ကကျန်းကျန်း အေးချမ်းစားရနေပါလေဟိုဘာမှမင်းအောင်ရွာမှာဆိုရင်စီရဖြစ်ပါလေအဲ့တော့တနေ့တာရွာဘလော့လေးပဲဖြစ်ပါတယ်